မကောင်းတဲ့အတွေးတွေနဲ့အချိန်ကုန်နေတဲ့အဆင့်မရှိတဲ့အတွေးတွေနဲ့အချိန်ကုန်နေတဲ့ပြင်းရတဲ့ပုဂ္ဂိုလ်ဟာပညာဉာဏ်နဲ့သိနိုင်တဲ့မဲ့ဉာဏ်ဆိုတာကိုမရနိုင်ဘူးတဲ့ကြီးလာတဲ့အခါကျတော့ဒီတရားဓုတရားမြတ်တွေရအောင်လုပ်ဖို့ဆိုတာကြားလာလေတွေအခွင့်အလမ်းကနည်းလေလေပဲဉာဏ်စွမ်းနည်းလာတဲ့စိတ်ဓာတ်ခွန်အားနည်းလာတဲ့ခန္ဓာကိုယ်ကချုပ်ရမှုများလာတယ်များလာတော့နာကျင်ကြိုက်ခဲမှုတွေကပိုပြီးတော့များလာမယ်တဖြည်းဖြည်းနဲ့အခြေအနေကဆုပ်ယုပ်တဲ့ဘက်ကိုတရွေ့ရွေ့နဲ့သွားမနေဘူးလားသွားနေတယ်ဒါကြောင့်ခွန်အားနဲ့ပြည့်စုံနေတဲ့အချိန်မှာမပြင်းကြီးဖို့မလိုဘူးလားလိုတယ်ကံကောင်းတော်လည်းပဲအခါကောင်းတော်လည်းပဲအတွက်တွေလွဲပြီးတော့လုံလဝရိယကရှိသင့်ရှိတတ်တဲ့နေရာမှာမရှိဘဲနဲ့မရှိသင့်မရှိတတ်တဲ့နေရာမှာရှိနေမယ်ဆိုရင်တော့ကောင်းမြတ်တဲ့လက်လာပါကြီးနဲ့အလွဲကြီးလွဲလိမ့်မယ်တော်တော်များများသောပုဂ္ဂိုလ်တွေပါအင်မတန်အတိများတဲ့ဇတ်တော်တစ်ခုပြောပြမယ်။ဘာကြောင့်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောလဲဆိုတော့လုံလဝရိယကိုလျှော့တဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောတယ်လို့စာထဲမှာတော့အဲ့ဒါလိုအချင်းချုပ်ဖော်ပြထားတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒီလောက်အခွင့်အရေးကောင်းနေတဲ့အခါကာလမျိုးမှာမရမနေကြကုတ်ကြခဲကြိုးစားတဲ့လုံလဝရိယကိုမလျှော့တဲ့ဘူး။ဒါနေနေရရအလုပ်ကိစ္စမဟုတ်ဘူးဆိုပြီးတော့လုံလဝရိယကိုလျှော့လို့ဒီအခြေအနေကောင်းကြီးနဲ့သာလွဲသွားမယ်ဆိုရင်သင်္ချစ်သားနောက်အကြာကြီးပူရလိမ့်မယ်ဆိုပြီးတော့လွဲရင်ပူရတတ်တယ်ဆိုပြီးမြတ်စွာဘုရားကအဲ့ဒီမှာသေရိဝဇတ်ဆိုတဲ့ရွဲကုန်တဲ့ဇတ်ကိုဟောတာလိပ်ပတ်လေအောင်အကျမ်းမြင့်လေးတော့ပြောရမယ်နော်တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကရွဲရောင်းစားတဲ့ရွဲကုန်တယ်အဲ့ဒီမှာဒေဝရရဲ့အလောင်းကလည်းသေရိဝဆိုတဲ့နာမည်နဲ့ရွဲရောင်းစားတယ်တနေ့တော့အရိဋ္ဌမြို့ကိုအဲ့ဒီရွဲကုန်တော်နှစ်ယောက်အတူတူရောက်တယ်နေမြေတတ်မှတ်လိုက်တယ်မင်းကဒီဘက်ပိုင်းကိုရောက်ငါကဒီဘက်ပိုင်းကိုရောက်တယောက်ဝင်ပြီးသားလမ်းကိုတယောက်ဝင်ခွင့်ရှိတယ်မဝင်ရသေးရင်တော့ကြိုပြီးတော့မဝင်ရဘူးအဲ့ဒီမှာဒေဝရအလောင်းဖြစ်တဲ့သေရိဝရွဲကုန်တယ်ကလမ်းတလမ်းကိုဝင်သွားတယ်ဝင်သွားတော့အထေကြီးပြက်ပေါ့တစ်ချိန်လုံးကတထေးဖြစ်ခဲ့တဲ့အင်မတန်ချမ်းသာခဲ့တဲ့အခုလောလောဆယ်တော့အင်မတန်ဆင်းရဲနေတဲ့အိမ်တအိမ်ကိုရောက်သွားတယ်အဲ့ဒီမှာမြေးမလေးကသူ့ရဲ့အဖွားကိုရွဲဝယ်ပေးဖို့တောင်းပန်တော့အဲ့ဒီမှာရွဲတယ်ကအဲ့ဒီအိမ်ရှိသူ့ရဲ့ရွဲတန်းကိုချငါမြေးရဲ့ဘာနဲ့ဝဲမှတော့ဟောဒီမယ်တဲ့ဘယ်တော့မှမသိဘူးခွက်ကြီးခွက်အိုကြီးတစ်လုံးရှေးတုန်းကတထေးတွေလက်ထက်ကသုံးခဲ့တာအဲ့ဒါကြီးကရွှေခွက်ကြီးဒါပေမဲ့အညှိတွေတက်ပြီးတော့အညှိကြီးတွေဖုံနေမြူတွေအလိမ့်လိမ့်တင်းနေတာဆိုတော့ဘာခွက်ကြီးမှသူတို့မသိဘူးအဲ့ဒီခွက်ကြီးနဲ့လွဲရင်တော့ရွဲလေးတစင်စားတော့ရတာကောင်းပါရဲ့အမေကြီးဝဲပေးပါအဖွားဝဲပေးပါဆိုတော့မြေအဖွားနှစ်ယောက်ရွဲဝဲမယ်ဆိုတော့အဲ့ဒီခွက်ကြီးနဲ့လာခွက်ကြီးကိုပြအဲ့ဒီမှာအကလေးနဲ့အသာချစ်ကြည့်လိုက်တယ်အဲ့ဒီခွက်ကိုရွှေခွက်လို့အတက်သိတယ်အဲ့ဒီရွှေခွက်လို့အတက်သိတော့သူဘာစဉ်းစားလဲသူ့ရဲ့စဉ်းစားပုံစဉ်းစားနည်းတကယ်ဆိုရင်သူ့မှာပါတဲ့ပစ္စည်းဟာ1000နဲ့ပို့ပြီးတော့မတန်ဘူးအဲ့ဒီရွဲတွေအကုန်ပေးလိုက်မယ်ဆိုရင်ပေးစရာတော့မလိုဘူးရွဲတကုံလောက်ပေးမယ်ဆိုရင်ဒီခွက်ကြီးမရပြီဘူးလားရတယ်ဒါပေမဲ့သူဘယ်လိုစဉ်းစားလဲဆိုတော့ရွဲတကုံလုံးမပေးနိုင်ဘူးသူတို့လည်းပဲဒီခွက်ကြီးကိုဘာခွက်လို့မသိဘူးအဲ့ဒီတော့ရွဲလေးတစ်လုံးနှလုံးနောက်တစ်ခေါက်ကြမှာပေးမယ်ဒီတစ်ခေါက်တော့နည်းနည်းလေးမူလိုက်အောင်မယ်တဲ့ပေးတဲ့ရင်နောက်တစ်ခေါက်မှပေးမယ်ဒီတစ်ခေါက်တော့နည်းနည်းလေးမူလိုက်အောင်မယ်အချိန်ကိုမဆွဲတဲ့နေရာမှာဆွဲရင်အလွဲကြီးလွဲတတ်တယ်ဆိုတာလေးတတိလေးထားပြီးတော့နားထောင်နော်ဦးဇင်းတို့ဒီသာသနာတော်မှာလည်းပဲနောက်ဖျားမျှော်တဲ့ဝါဒအင်မတန်ဆိုးဆိုးဝါးဝါအခုရှိနေတယ်သိလားဒီဖျားရဲ့မျက်နှာမှာအာမနာဒီဖျားရဲ့မျက်နှာမှာမထောက်အရိမေတ္တယနဲ့အော်နေတာတွေမဆိုးဘူးလားအေးဦးဇင်းတို့လေဒီစတော်ဘုရားကြီးရဲ့ဆုံးမသားတွေကိုတည်တည်ချာချာဖတ်ကြည့်အဲ့ဒီတော့ဆိုကြပါစို့ဗျာနောက်တစ်ခေါက်လာမှပဲဒီတစ်ခေါက်တော့အသာကလေးသူတို့ကိုနှက်ထားလိုက်အောင်မယ်ဆိုပြီးတော့ဟန်ပါနဲ့မူလီကြီးလုတ်ပြီးတော့အဲ့ဒီခွက်ကိုခတ်တီနဲ့မြေကြီးပေါ်ပစ်ချလိုက်တယ်ပဲဝက်တောင်မတန်ဘူးတဲ့ဒါမျိုးနဲ့ရွဲလာဝဲလို့ဘယ်ရမှာလဲမစွန့်သားသင့်တဲ့နေရာမှာစွန့်သားနေတာနော်ကြတိထတရားကောင်းတယ်နော်အဖိုးတသိန်းထိုက်တဲ့ဒီရွှေခွက်ကြီးနဲ့ပတ်သက်ပြီးတော့သူအဲ့လိုမျိုးတကယ်မလုပ်သင့်ဘူးနော်ဒါပေမဲ့အဲ့ဒါကိုအချောင်လိုခြင်းတဲ့စိတ်တန်ရာတန်ကြီးမပေးခြင်းတဲ့စိတ်တကယ်ဆိုရင်သူတန်ရာတန်ကြီးတောင်သိပ်ပေးစရာမလိုဘူးနည်းနည်းလေးပေးလိုက်ရင်တောင်ရတော့မှာနော်သိပ်ကောင်းတဲ့အခွင့်ကောင်းအခါကောင်းကြီးကံကောင်းမှုကြီးသူ့ရဲ့လက်ဖွားပေါ်မှာတောင်ရောက်လာတယ်ဒါပေမဲ့အဲ့ဒါသူဘာလုပ်လိုက်လဲအသာပြစ်ချလိုက်တယ်ဘယ်လိုစိတ်ကူးနဲ့ပြစ်ပါတစ်လုံးနှလုံးလောက်ပဲပေးခြင်းတာနော်သူတို့တောင်းတာလေးပေးလိုက်ရင်ပြီးတာပဲ
အဲ့ဒါလေးလောက်တောင်တန်ရာတန်ကြီး तू မပေးခြင်းဘူးအချောင်လိုခြင်းတဲ့စိတ်အဲ့ဒီစိတ်ကလေးကအမှတ်မထင်ကလေးနည်းနည်းကလေးဖြစ်တာအဲ့ဒါနောက်ဘလောက်ထိအဲ့ဒီအကျိုးဆက်ကြီးကြီးသွားမလဲဆိုတော့မမျှော်မှန်းနိုင်လောက်အောင်ကြီးသွားမယ်အဲ့ဒီအကျိုးဆက်ကအဲ့ဒါနဲ့သူကအဲ့ဒီရွှေခွက်ကြီးပြစ်ချပြီးတော့အထမ်းကိုကောက်ထမ်းပြီးတော့ခက်တီကြီးနဲ့ထွက်သွားတယ်ဟိုမြေးဖွားကလည်းစိတ်မကောင်းဖြစ်ပြီးတော့ငါမြေးရဲ့မင်းဟာငါပဲဝက်တောင်မတန်ဘူးတဲ့ကဲဘယ်တက်နိုင်မှာတို့မှပတ်စံမရှိဘဲနဲ့ဆိုပြီးတော့အိမ်ထဲအသာပြန်ခေါ်လာတယ်တအောက်လောက်နေတော့နောက်ထပ်ရွဲကုန်တဲ့တယောက်ရောက်လာတယ်ဦးဇင်းတို့ဘုရားလောင်းသူဝင်သွားပြီးသားလမ်းဖြစ်တဲ့အတွက်ကြောင့်ကုန်တယ်တို့ရဲ့ဂတိသစ္စာသူတို့ရဲ့ဝတ္တရားဝင်ခွင့်ရှိသူရောင်းသွားပြီလေကြိုက်တဲ့လောက်ရောင်းသွားပြီလေအဲ့ဒီမှာဘုရားလောင်းကလည်းရွဲဆိုပြီးတော့ဝင်လာတော့အဲ့ဒီကလေးမလေးကဒီရွဲကိုအသေးအတန်ဝစ်ဆင်ခြင်းနေတာဆိုတော့ကိုင်းခြင်းနေတာဆိုတော့လှမ်းကြည့်တယ်ဟောဒီရွဲကုန်တဲ့ကတော့သဘောကောင်းပုံရတယ်အဲ့ဒါနဲ့သူ့အမေကြီးကိုခေါ်အဘွားလာပါဦးဘာလဲနင်ထပ်ပြီးတော့ဝဲခြင်းမြန်ပြီလားစောစောတုန်းကတို့ကိုပိုးစိုးပဆက်ပြောသွားတာမကြမ်းဘူးလားငါရှက်တယ်ဝဲမပေးနိုင်ဘူးနေပါဦးတဲ့စောစောကရွဲကုန်တဲ့နဲ့မတူပါဘူးဒါနည်းနည်းလေးသဘောကောင်းပုံရပါတယ်အဲ့ဒါနဲ့ကလေးမလေးကအပြောကောင်းတော့ဘွားကြီးကလည်းရက်ကန်နဲ့ပါလာအဲ့ဒါနဲ့ခုနခွက်ကြီးနဲ့ပဲဝယ်ကြပြန်ရောဝယ်တော့ဖះလောင်းကအဲ့ဒီမှာမှတ်ကြောက်ကလေးအသာတင်ပြီးတော့ချစ်ကြည့်လိုက်တော့ဒါရွှေခွက်လို့သိတယ်ကံကောင်းခြင်းသူ့ရဲ့လက်ဖွားပေါ်မှာရောက်လာပြီနော်စောစောကလုံးကလည်းရောက်တာပဲနော်အခုဖះလောင်းကတော့ဘလို့အသုံးချမလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကဘလို့ရှိသလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကအဖွာတဲ့ဒါတသိန်းတန်နဲ့ရွှေခွက်ကြီးပဲတဲ့ကျွန်တော်မှဒီပစ္စည်းနဲ့တန်နဲ့ဒီပစ္စည်းနဲ့လဲရလောက်အောင်ထိုက်တန်တဲ့ပစ္စည်းမပါပါဘူးတဲ့ဘလောက်ယိုသားလဲဒါပေမဲ့ဒီဇတ်တော်ကြီးကိုဦးဇင်းတို့မြတ်စွာဘုရားကယိုသားမှုရဲ့ဂုံကိုပေါ်စေခြင်းလို့ဟောတာမဟုတ်ဘူးရလာတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားရင်ကြီးကျယ်တဲ့ဒုက္ခတွေကြီးကျယ်တဲ့ပူလောင်မှုတွေတွေ့ရတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သင်္ကန်းစာရစေခြင်းလို့ဟောတာဒါပေမဲ့ဒီမှာယိုသားမှုကိုလည်းတွေ့ရတယ်သူ့ရဲ့စိတ်ဓာတ်ကလေးဒါနဲ့ထိုက်တန်တဲ့ပစ္စည်းသူ့မှာပါလေမပါပါဘူးတဲ့အဲ့ဒီလိုပြောတော့ဘွားကြီးကအံ့ဩတယ်အမောင်းတဲ့စောစောကလူကပဲဝက်တောင်မတန်ဘူးဆိုပြီးအဖွားတို့ကိုမှုချိုးမြစ်ချိုးပြောပြီးတော့သွားတာတဲ့ဒီရွှေခွက်ကြီးကမောင်ရဲ့ဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာနဲ့တူတယ်တဲ့စောစောကပဲဝက်တောင်မတန်ဘူးတဲ့အခုရွှေခွက်ဖြစ်သွားတာမောင်ကံကြောင့်ဖြစ်သွားတာအဲ့ဒါငါမြေးကလေးပန်ဖို့ရွဲတကုန်းနှစ်ကုန်းရရင်တော်ပြီတဲ့ဘွားကြီးကလည်းပြတ်သားတယ်နော်အဲ့ဒီတော့ဘုရားလောင်းကတောင်းပန်တယ်မယူဘုရားရှင်နဲ့ဒါနဲ့တန်တာမပါဘူးအဲ့ဒီမှာဘွားကြီးကလည်းပြုံးရွှင်ပြီးတော့သဘောကျတာပေါ့ယူသားတဲ့လူနဲ့တွေ့တော့အဲ့ဒီတော့မောင်းတိုင်းနဲ့မောင်းကန်ဒီရွှေခွက်ကြီးကိုယူလာသွားအဲ့ဒီမှာဘုရားလောင်းကဂိုင်းအဲ့လိုဆိုလို့ရှိရင်ကျွန်တော်မှရွဲရောင်းပြီးသားအသပြာ900ရှိတယ်ဟောဒီမရောင်းရသေးတဲ့ပစ္စည်းတွေကိုအကုန်တွက်ချက်လိုက်တော့လေအသပြာ900ကိုလောက်ရှိတယ်အဲ့တော့ဒီရွဲအထမ်းကြီးလိုက်အသပြာ900လဲသူတို့ကိုပေးထားခဲ့တယ်ရွဲအထမ်းကြီးလိုက်အကုန်လဲပေးတယ်ဘာယူသွားတော့ဆိုတော့ချိန်ဝင်ကလေးရေအဖွားတဲ့အဲ့ဒီတဲကရှစ်အသပြာပြန်ပေးပါဦးဟိုဘက်ကိုမြစ်ကိုကူးဖို့အတွက်ကြောကမရှိလို့အဲ့ဒီရှစ်အသပြာရေသူ့ရဲ့ချိန်ဝင်ရေဒါလေးပဲပြန်တောင်းပြီးတော့လွယ်အိတ်ကလေးရေဒါလေးကိုပဲယူသွားပြီးတော့အကုန်လုံးပါဖြစ်ထားတော့ပေးထားခဲ့တယ်အဲ့ဒါအဖွားကြီးကလည်းငွေ900လဲရတယ်ရွဲတွေလည်းအကုန်လုံးရတယ်ဆိုတော့သူတို့လည်းပြောပြီးတော့နေရရောအဲ့ဒါနဲ့မြစ်စိတ်လည်းရောက်တော့ကြောသမားကိုရှစ်အသပြာအကုန်ပေးပြီးတော့ဂိုင်းအော်ဒါတစ်ခါတည်းငှားသွားတာဘယ်သူမှမတင်တော့မြန်ကူးဆိုပြီးတော့ဟိုဘက်ကန်းကိုကူးသွားမြစ်တဝက်လောက်လဲနေရောတဝက်လောက်လဲရောက်ရောနောက်ကနေအော်တန်ကြားတယ်ဟေးကြောတဲ့ရက်ပါအောင်ဘယ်သူအော်နေတာလဲဆိုတော့တေရိဝရွဲကုန်တယ်ကအော်နေတာအဲ့ဒီမှာဘုရားလောင်းကမရက်နဲ့မင်းကငါအရှိတပြာပေးပြီးတော့ခေါ်လာတာလှေသမားကလည်းမရက်ဘူးဆက်လှော်သွားဘာကိစ္စနဲ့သူကရောက်လာတာလဲဆိုတော့ပေးသက်ပေါင်းသူတော်ကောင်းတို့သိပြီးသားဟုတ်လားတစ်ခေါက်ပြန်လာပြီနော်နောက်တစ်ခေါက်ကြာမှရွဲလေးတစ်လုံးနှလုံးပေးမယ်ဒီတစ်ခေါက်ကတော့ဟန်လုတ်ပြီးတော့ရေးတယ်တို့ရဲ့ဆိုင်ပေါ့ဗျာဟုတ်လားဟန်လုတ်ပြီးတော့နေလိုက်တာအဲ့ဒါနောက်တစ်ခေါက်ပြန်လာတယ်ပေးသက်ရင်နောက်တစ်ခေါက်ပြန်လာတယ်ရွှေခွက်ကြီးရှိသေးလားမရှိတော့ဘူးအဲ့ဒီမှာကလေးလေးကအိမ်ရှိမှာရွဲတွေလည်းဝင်းလို့မျက်လုံးပြူးသွားတယ်ခုနတုန်းကငါနဲ့လဲမယ်ဆိုတဲ့အခွက်ယူခဲ့လေအဲ့ဒီတော့အဖွားကြီးကအိမ်ထဲကထွက်လာပြီးတော့စားထဲမှာတော့ဆဲတယ်လို့ဆိုတယ်ဟုတ်လားသူတော်တော်စိတ်နာသွားတာနေမှာပေါ့မင်းတဲ့တော်တော်ရုပ်မာတဲ့လူပဲ
အဲ့ဒီခွက်ကိုနောက်ရောက်လာတဲ့ကုံတယ်ကအစပြားတသိန်းတန်တယ်ဆိုပြီးတော့တို့ကိုငွေ1000ပေးသွားတယ်ငွေ900နဲ့ရွယ်900ဘို့အဲ့ဒီလိုပြောပြီးတော့စူဆဲပြီးတော့လွှတ်လိုက်တော့အဲ့ဒီကြတော့မှငါတော့အလွဲကြီးလွဲပြီတော်တော်ကြီးထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်စောတော်တုန်းကသူပြစ်ချလိုက်တဲ့ရွှေခွက်ကြီးဟာသူ့စိတ်ထဲကမထွက်ဘူးနော်အဲ့ဒါကြီး तू မရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောမရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောစိတ်တွေလုံးဝ तू ရောက်ရက်ခတ်ပြီးတော့တွေးရင်နဲ့စိတ်ကအင်မတန်ပူးလာတယ်ပူးလာတော့ तू ဘာလုပ်တုံဆိုတော့ယူကျုံမရထောက်တီရမရအိမ်တရေမရရွဲတောင်းထဲမှာရှိတဲ့ရွဲတွေကိုအကုန်လုံးပြစ်ကျဲလိုက်တယ်လမ်းပေါ်ခြိုက်တဲ့လူယူနော်တောင်းတွေပါတွေအကုန်လွှင့်ပစ်လိုက်တယ်ထိုးပြားတွေပါတွေအကုန်လွှင့်ပစ်လိုက်တယ်လွှင့်ပစ်ပြီးတော့သူ့ရဲ့အပေါ်ယုံကိုလည်းပြစ်လိုက်တယ်ပြစ်လိုက်ပြီးတော့သူဘာယူတော့ဆိုတော့အဲ့ဒီသူတို့ချိန်နဲ့ချိန်ဝင်ကိုအယိုးကိုသူကလက်နဲ့တပွဲလုပ်ပြီးတော့အဲ့ဒီကုံတယ်ဘယ်သွားလဲလို့မေးတာအဲ့ဒီကုံတယ်ဒီကအတင်းကျပ်လိုက်လို့မှာစောသောတုန်းကအကြီးအသားတစ်ခုနှစ်ခုပေးလိုက်ရင်ရမဲ့ကိစ္စကိုအခုကြတော့အကျဉ်းပဒံလုံးမှရမဲ့အနေအထားမျိုးလို့ तू ထင်သွားပြန်ပြီနော်အေးအဲ့ဒါနဲ့ तू လိုက်သွားတယ်လိုက်တော့မျက်စိရောက်တော့မှီသေးလားမမှီတော့ဘူးမမှီတော့ဟေးရပ်ပါဟိုကလည်းမရက်ဘူးဆက်သွားတယ်အဲ့ဒီမှာသွားပြီလွဲပြီတဖြည်းဖြည်းနဲ့ဝေးသွားပြီလေဝေးသွားပြီလေအဲ့ဒီဝေးလေသွားပြီသေချာသွားပြီဒါဘယ်လိုမှမရနိုင်တော့ဘူးဆုံးဖြတ်ချက်ကျသွားပြီအိမ်ကလိုက်လာတော့ကတော့အဲ့ဒီလူနဲ့တွေ့ရင်ဒါငါအရင်တွေ့တာဆိုပြီးတော့ဖြည့်ရှင်းပြီးတော့ရယူမယ်ဆိုရင်ယူလို့ရလောက်သေးတယ်ဆိုတဲ့အတွေးလေးကနည်းနည်းရှိနေသေးတော့အမြင်ကလေးကမပြတ်သေးဘူးလေအခုဟိုရွဲကုန်တဲ့ကမရက်တော့ဘူးဟိုဘက်ကရောက်တော့မယ်ဆိုတော့ဆုံးဖြတ်ချက်ကျသွားပြီငါမရနိုင်တော့ဘူးငါမရနိုင်တော့ဘူးဆိုတဲ့အသည့်သည်သူ့ရဲ့စိတ်နှလုံးကိုအပြင်းအထန်ရိုက်ခတ်ပြီးတော့ဒီပါဇက်ကနေပြီးတော့သွေးတွေထွက်လာတယ်စိတ်ကလည်းကြောက်စရာကောင်းတယ်နော်ပါဇက်ကနေသွေးထွက်လာတယ်သွေးအံတယ်ပေါ့အဲ့ဒီကအံလုံးမကအံပူလုံးမကပူတော့အဲ့ဒီနှလုံးကကွဲတောင်ကွဲသွားတယ်အထဲထဲမှာကွဲပြီးတော့အဲ့ဒီနားရင်လဲပြီးတော့သေရတယ်မသေးခင်မှာ तू ဘာလုပ်သွားသေးလဲဆိုတော့အဲ့ဒီရွှေခွက်ရသွားတဲ့ကုံတယ်ကိုအမုံကြီးမုံသွားတယ်ငါလက်ထဲကလူသွားတာအဲ့ဒီမှာပထမဦးဆုံးဦးဇင်းတို့ရဲ့ဘုရားအလောင်းကိုဒေဝဒတ်အလောင်းရဲ့ရံညိုးဖွဲ့ခြင်းတဲ့ပထမဦးဆုံးအဲ့ဒီကစပြီးတော့မုံသွားတာနောက်ဘဝတိုင်းတွေ့တိုင်း तू မေတ္တာမဖြစ်နိုင်ဘူးဘယ်လောက်ထိမုံသွားတော့ဆိုတော့ဦးဇင်းတို့အခုဘုရားဖြစ်ပြီဆိုတော့ကြောက်တုံးနေလှိမ့်ချမ်းပြီးတော့တတ်တယ်စိတ်လူးများတွေနဲ့ပြစ်ခိုင်းတယ်ဆင်းနေနဲ့နင်းခိုင်းတယ်နောက်ဆုံးအမျိုးတန်ဃာကိုသင်ခွဲပြီးတော့အခုဘယ်ရောက်သွားတော့အဝိဇ္ဇိမှရှိနေတယ်အောင်လိုချင်တဲ့စိတ်ကလေးကနေတဖြည်းဖြည်းနဲ့လွဲမပြီးတော့ပြဿနာတွေဟာမကြီးထွားတဲ့မဲ့ကြီးထွားလာပြီးတော့ဟုတ်ရဲ့လားနောက်ဆုံးအညိုးအတေးတွေနဲ့ဘဝနေကုန်မလှမပချုပ်သွားတာဒီလောက်ကောင်းတဲ့အခွင့်အခါကောင်းကြီးနဲ့ကြုံနေတဲ့အခါကာလမှာနိယာမတ္တမြတ်သောစခန်းကောင်းကိုချွတ်ချော်စေမယ်ဆိုလို့ရှိရင်အကြာကြီးသောကာလတစ်လျှောက်လုံးသင်တို့ပူရလိမ့်မယ်ဥပမာသေရိဝလို့အမည်ရှိတဲ့ကုံတယ်လူမိုက်လို့ပဲတဲ့အဲ့ဒီမှာစကားလေးသုံးနှုံထားတာလေးရှိပါတယ်ဣဒံနိယာမတံနိယာမဆိုတာမြဲတယ်ဆိုတဲ့အဓိပ္ပာယ်နော်နိယာမတ္တလွန်ကောင်းမြတ်သောစခန်းကောင်းကြီးအဲ့ဒါဘာဆိုတာတော့ဆိုတော့မဲ့ညံ၄ပါးကိုပြောတာပိဋိဘာကိုပြောတယ်မဲ့ညံ၄ပါးကိုပြောတာသောတပတ္တိမဲ့ညံရပြီဆိုလို့ရှိရင်အပေ၄ပါးမကြခြင်းမြဲတယ်သူကတိဘဝမြဲတယ်နောက်ဆုံးခုနှစ်ဘဝပြည့်ရင်ပရိနိဗ္ဗာန်ဆံပဲချမ်းသာဒုက္ခမမြဲဘူးလားမြဲတယ်အဲ့ဒီစိတ်ချရသောအင်မတန်မြဲတဲ့အင်မတန်ကောင်းတဲ့အဲ့ဒီလက်လာဘအကောင်းဆုံးလက်လာဘပေါ့နော်အေးအဲ့ဒါကြီးကိုဒီသာသနာတော်နဲ့တွေ့တဲ့အခါမှာချွတ်ချော်သေးမယ်လွဲချော်သေးမယ်ဆိုလို့ရှိရင်ဒီရွဲကုန်တဲ့လူမိုက်လူပဲအကြာကြီးပူရလိမ့်မယ်ဒါလေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့ဒီဇတ်တော်လေးနဲ့မိမိတို့ရဲ့အဖြစ်ကလေးကိုနည်းနည်းလေးရှင်းပြီးတော့တွေးသိခြင်းနဲ့ဦးဇင်းကဟုတ်လားနည်းနည်းလေးရှင်းပြီးတော့တွေးကြည့်ခုတရားဓမ္မတို့ဦးဇင်းတို့တွေအဲ့ဒီရွှေခွက်ကြီးနဲ့တူတဲ့
အခွင့်အရေးနော်ရွှေခွက်ကြီးနဲ့တူတဲ့အခွင့်အရေးကိုလက်ဖွားပေါ်ရောက်နေတယ်နော်ကိုလက်ဖွားပေါ်ကိုရောက်နေတယ်ဒါပေမဲ့ဆုပ်ပိုင်တော့မယူရသေးဘူးလွန့်ပြစ်မှာလားယူလိုက်မှာလားအေးဒါကတော့ဒီလိုမေးတော့ဒီလိုပြောမှာပေါ့ဗျာဟုတ်လားနော်လူတိုင်းတော့ယူကျင်တာပေါ့ဟုတ်လားဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားကြည့်အဲ့ဒီအခွင့်အရေးကြီးကိုယ့်ရဲ့လက်တကံကိုယ့်ရဲ့လက်ဖွားပေါ်မှာရောက်နေပေမဲ့လို့မိမိတို့နေတိုင်းယူရဲ့လားမယူဘူးเนาะအတွက်မှားတာပေါ့เนาะတခါကြီးမိုက်မြအတွက်မှားတာစောစောကရွဲကုန်တယ်လေအတွက်မှားတာပဲတကယ်ဆိုရင်ဒီလောက်ကြီးတာကြီးနဲ့ဒီလောက်နဲတာလေးသေချာပြီးသားဖြစ်ရင်ပြီးရောဆိုပြီးတော့လဲထားလိုက်ရင်ပြီးတာပဲဟုတ်တယ်မို့လား तू လဲမထားပဲနဲ့တကယ်ကိုပဲ तू ကမစွန့်သားတဲ့နေရာမှာစွန့်သားပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ तू အဲ့ဒါလို့တုံ့ပြန်လိုက်လို့ तू လွဲသွားတာခုဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲအတွက်လွဲတတ်တယ်ဒါပေးလိုက်ရင်ဒါရမယ်သေချာနေတဲ့တချို့ကိစ္စတွေဒါပေးလိုက်ရင်ဒါပြန်ရမယ်အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေတခါတလေကြတော့အတွက်လဲပြီးတော့ကိုယ့်ဘက်ကပေးရမှာကြီးကိုအကြီးကြီးလို့ထင်နေတာတခါတလေစိတ်ရဲ့ချမ်းသာမှုတရားဓမ္မနဲ့ပတ်သက်ပြီးတော့ထိုက်တဲ့စီးပွားရေးကိုလက်လွတ်ဆုံးရှုံးရတာမျိုးရှိတဲ့အခါမျိုးလည်းရှိမှာပေါ့ဗျဟင်ဒကာကြီးဒီမိုက်မြဆိုကြပါစို့အကြောင်းကိုဥပုံဆောင်သွားမယ်ဆိုရင်အဲ့ဒီနေ့စီးပွားရေးကတော့နည်းနည်းတော့လင်းဟင်းမှာပေါ့အဲ့ဒါတော့ပေးရမှာပဲလေကိုကဟိုဘက်ကပြန်ရကျင်တာကဓာတ်တဲ့အဖိုးတန်တယ်လို့ယုံကြည်တယ်ဆိုရင်ဒီဘက်ကပေးရတာကိုနှမျိုးစရာလိုလားဒါကစီးပွားရေးတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးနော်ပညာရေးလူမှုရေးဘာရေးညာရေးအမျိုးမျိုးရှိတယ်ဒီတရားအတွက်ကျန်တာတွေကိုစတေးရတာတွေစွန့်ရတာတွေရှိမှာပေါ့ဗျာအဲ့ဒါတွေကိုမိမိတို့မစွန့်နိုင်တဲ့အခါမျိုးမှာဟိုဘက်ကတရားချမ်းသာဆိုတာကိုလက်လွတ်သွားရောဟုတ်လားတခါတလေဘဝမှာကြက်တဲတယ်ဒါစွန့်မှဒါရမယ်ဆိုတဲ့အနေအထားမျိုးမကြုံဘူးလားအဲ့ဒီအချိန်မှာကိုဘယ်လိုတွက်မလဲကိုရဲ့အတွက်တခါတလေလွယ်လေးအဖြေထွက်နိုင်တဲ့ပု္ပ္ပာကိုပဲအတွက်လွဲတာတွေရှိတင်းနဲ့နှစ်နဲ့ပေါင်း3ဖြစ်တယ်လွယ်လေးဒါပေမဲ့ညံကနဲတယ်ဆိုရင်အဲ့ဒါကိုအဖြေက4ထွက်ချင်ထွက်နေရော5ထွက်ချင်ထွက်နေရောဟုတ်လားအဲ့ဒီတော့အဖြေထွက်တဲ့အဖြေကဘာကြောင့်မှားတယ်လဲဆိုတော့တွက်ပုံတွက်နီးမှားရင်ထွက်လာတဲ့အဖြေတွေကလည်းမှားကုန်ရောနော်တခါကြီးမိုက်မြအခုဒီကုံတဲ့ဟာ तू အတွက်မှားတာနော်အတွက်မှားတာခုဒကာဓမ္မတို့ဦးဇင်းတွေကတော့ဘုရားယန္တာအရိယာပုဂ္ဂိုလ်တွေကြီးတွေကတွက်ပြထားခဲ့တာတွေရှိဒါအတွက်ဒါတွေကိုစွန့်ဖို့အတွက်မင်းတို့မတွန့်သင့်ဘူးသူတို့တွက်ပြတယ်နော်ဒါရဲ့တန်ဖိုးကဘလောက်ဒီဟာရဲ့တန်ဖိုးကဘလောက်ဘုရားတွက်မပြဘူးလားဘုရားတွက်ပြတယ်ဗျအဲ့ဒါတွေကိုဒကာဓမ္မတို့ဦးဇင်းတွေကကိုညံကလေးကိုတိတ်အထင်ကြီးပြီးတော့ကိုတွက်ကိန်းနဲ့ကိုလည်းတွက်နေတာပဲဒီမကြီးတွေတွက်နေတယ်မဟုတ်လားအဖြေတွေလည်းနေတိုင်းထွက်နေတယ်မဟုတ်လားထွက်တယ်မနဲ့လင်းလာရင်တွက်နေတာဘာလို့ရမလဲဘယ်သူဘလို့ပြောရမလဲတွက်နေတယ်တော့ပြောရမှာလည်းပဲတွက်ပြီးတော့ပြောရတာပဲအလုံးလုံးတာလည်းတွက်ပြီးတော့လှုပ်တာပဲကိုတွက်လို့ကိုထွက်တဲ့အဖြေအတိုင်းပြောကြတယ်လှုပ်ကြတယ်လှုပ်ရှားကြတယ်အဲ့ဒီအတိုင်းအကျိုးရလဒ်တွေကလည်းရကြတာပဲအတွက်မှန်ဖို့လိုတယ်ဟုတ်လားသူတော်ကောင်းကြီးတွေကတော့သူတို့ရဲ့ဉာဏ်နဲ့သူတို့တွက်ပြတာပဲဦးဇင်းတို့ကင်ဖျားဗျာသူ့ရဲ့သားရာဟုလားအင်မတန်ချစ်စရာကောင်းတယ်ပေါ့နော်သားလေးကလာပြီးတော့အမွေမတောင်းဘူးလားမွေတောင်းတယ်ရတော်တရားလွတ်လိုက်တာရွှေဦးကြီးလေးလုံးရှိတယ်မောင်းဖခင်ရဟန်းပြူတွေကစားအခုမရှိတော့ဘူးတော်တောင်းကြီးမြတ်စွာဘုရားအဲ့ဒီအမွေတွေပေးလားဘယ်အမွေပေးတာတော့ကရုံးတုံးပြီးတော့သင်္ကန်းဝတ်ပေးလိုက်တာဘာမှလည်းမြင်ရတာမဟုတ်ဘူးနော်ဒါပေမဲ့ဘုရားအကုန်သိတယ်ဒါကဘလောက်တန်တယ်ဟိုဟာကဘလောက်တန်တယ်ဘုရားသိတယ်ခင်ဗျားတို့ကျုပ်တို့လည်းပဲထိုက်တဲ့လောက်ဉာဏ်ရှိတဲ့အတွက်ကြောင့်ထိုက်တဲ့လောက်တော့စားဝါမိတယ်သို့တော့ဉာဏ်ကမကြည်တဲ့အခါကျတော့တခါတလေကျတော့စိတ်တွေကဝေဝါးပြီးတော့ဘယ်ဟာကဘလောက်တန်လို့ဘယ်ဟာကဘလောက်တန်မှမသိဘူးအဲ့လိုတန်မိုးတွေကိုခွဲခြားပြီးတော့မသိတော့ဝေဝါးနေတော့ကိုတန်တဲ့ထင်တယ်ကိုအဖိုးတန်တဲ့ထင်တာကြီးကိုဇွတ်ယူလိုက်ကြရောလက်ထဲရောက်တော့မှဘာမှသုံးမရမှန်းသိရတယ်အဲ့ဒီအချိန်မှာဟိုဘာကမရှိတော့သဘောပေါက်လားအခုဒီမှာလည်းပဲသေရိဝကုံတယ်ဟာနည်းနည်းပေးလိုက်ရင်ရမဲ့ကိစ္စကိုအဲ့ဒီနည်းနည်းကို तू မစွန့်နိုင်ဘူးဘာကိစ္စမစွန့်နိုင်ရတာလဲဒါ तू ရွှေခွက်ကြီးမှလည်းသိနေရဲ့နဲ့ဒကာဓမ္မတို့ဦးဇင်းတွေလည်းပဲအခုမသေးသေးဘူးနော်သိမယ်ဆိုတာလည်းသိကြပေါက်သိတယ်
ဒီပစ္စည်းဥစ္စာတွေဒီပိုင်ဆိုင်မှုပတ်သက်မှုတွေဆိုတာဘလောက်အရေးကြီးတယ်လေသူတို့အရေးကြီးလားတဘဝပေါ့ဟုတ်လားဒီသာသနာနဲ့ပတ်သက်ပြီးတော့ရမယ်မဲ့ညံဖုန်ညံတွေအကယ်၍မြင်ရခဲ့မယ်ဆိုရင်တသံတရားလုံးစာစိတ်ချရမှာရွှေခွက်ကြီးလို့တော့သိတယ်နော်ဒကမာကြီးတွေဟင်သိတယ်မဟုတ်လားသိပေမဲ့လို့တခါတရံမှာအသိဉာဏ်တွေကဝေဝါးပြီးတော့မှုံမှားနေတဲ့အခါကျတော့ကိုတန်ဖိုးမရှိပါဘူးလို့ထင်ခဲ့တဲ့အရာကိုပဲတခါတလေယူရမိသားဖြစ်နေတယ်ခုတချို့ဒေဂာနိကာလရောက်ပြီဆိုတော့သိကြသွားပြီဘာလဲဆိုတော့ငါဘာမှဟိုးဟာမေရမရလိုက်ဘူးလို့သူသိကြသွားပြီဟင်ဒကမာကြီးတွေမြေကမ်းနားရောက်သွားပါသွားပြီရွှေခွက်ပါသွားပြီငါမရတော့ဘူးအိမ်ဒီမရဘူးနော်အေးအဲ့ဒါလိုပဲတချို့ဒေဂာနိပုဂ္ဂိုလ်တွေငါဒါနရောင်သီလရောင်နဲ့ဒကာကြီးတို့မိုင်းများတယ်နော်တကယ်ငါရဲ့အားကိုးရအစစ်အမှန်စိတ်ချရတဲ့အဆင့်ကိုလုံနိုင်စွမ်းရှိပါလှဲ့ခဲ့တယ်ငါမလုပ်ခဲ့ဘူးငါစားကောင်းတောက်ကောင်းယုံလောက်လုပ်ခဲ့တာအဲ့ဒီမှာ तू လုံနိုင်ခွင့်တွေကို तू ဖြုံးတီးခဲ့တာကိုတွေးပြီးတော့ तू ဝမ်းနေလိမ့်မယ်ပူလိမ့်မယ်ဒါပေမဲ့ဘာမှလည်းပြင်လို့မရတော့ဘူးခုနတုန်းကရွဲကုံတဲ့ရဲ့ခံစားမှုမျိုးနဲ့ထူးမခြားနာခံစားချက်အဲ့ဒီအချိန်မှာရောက်လာလိမ့်မယ်ဒါလူ100မှာ99ယောက်ဒါနဲပါသေးတယ်ဗျာလူ1000မှာ1ယောက်ဒီခံစားချက်လွတ်ဖို့ခဲရင်ပါလိမ့်မယ်အများစုသည်ဒေဂာနိအခါကာလမှာအဲ့ဒါလိုနောင်တတွေနဲ့နေကြရတာသိကြရတာများတယ်နောက်ညံလေးနဲ့စီစစ်ပြီးတော့ငါနောင်တရနေလို့လည်းအလကားပဲဖရာတရားလေးအာယုံပြုပြီးတော့သိမယ်ဆိုပြီးတော့ပြင်းသွားတာကတော့တစ်မျိုးလေသိတော့မယ်ဆိုတာကိုသိတာနဲ့တပြိုင်နက်တည်းကိုအားမရတဲ့မကျေနပ်တဲ့စိတ်တွေလုံနိုင်ခွင့်ရှိလျက်ကနဲ့ငါမလုပ်ခဲ့ဘူးလုံနိုင်သလောက်ငါမလုပ်ခဲ့ဘူးငါလှုပ်ချင်သလောက်ကလေးပဲလှုပ်ခဲ့တာကိုဒါကတော့အတော်အတန်လှုပ်တဲ့လူလောက်ကိုဒီနောင်တကလာနိုင်တယ်နော်မိုက်မဲနေခဲ့တယ်ဆိုရင်ကတော့ပြောမနေနဲ့တော့ဟုတ်လားဒကမကြီးများဒါကြောင့်ရွဲကုံတဲ့ရဲ့ခံစားချက်မျိုးဆိုတာလူ100မှာ99ယောက်လောက်ခံစားကြရတာပါဟုတ်လားဘာဖြစ်လို့လဲဆိုတော့ရတဲ့ရလိုက်တာကိုရအောင်လုံမှမသွားပဲကိုဗျဟုတ်လားအပေါ်ယံလောက်နဲ့နေထိုင်ပြောဆိုပြီးတော့အချိန်ကုန်ကြတာများတယ်ဟုတ်လားဒါကြောင့်အခွင့်ကောင်းအခါကောင်းကြီးတွေ့နေပါတယ်တရားဓမ္မတို့ဦးဇင်းတို့တွေဟုတ်ရလားအဲ့ဒါကိုအသုံးမချဘူးဆိုရင်တော့လွဲလိမ့်မယ်လွဲပြီဆိုရင်တော့ပူရပြီခုနတုန်းကရွှေခွက်နဲ့လွဲတော့မပူရဘူးလားပူရတယ်တရားဓမ္မတို့ဦးဇင်းတို့တွေအခုမပူရသေးဘူးဆိုတာကဘယ်တော့ကြာရင်တော့ငါလှုပ်လိုက်အောင်မယ်ဆိုတဲ့စိတ်ကူးလေးကရှိနေသေးတယ်လေအမြင်ကလေးကမပြတ်သေးဘူးဒီရွှေခွက်ကြီးကရာအောင်မှနဲ့တူတယ်ဟောမလုံးနိုင်တော့ဘူးငါကတော့ဒီတိုင်းသွားတော့မှနဲ့တူတယ်ဆိုတဲ့အတွေးမျိုးတွေးရမယ်အချိန်ရောက်လာတဲ့နဲ့တပြိုင်နက်တည်းနောင်တတွေရလိမ့်မယ်အဲ့ဒါလို့အခြေအနေတွေမဆိုးသေးခင်မှာတရားဓမ္မတို့ဦးဇင်းတို့တွေလေးလေးနက်နက်တွေးပြီးတော့အခွင့်ကောင်းကိုထိရောက်အသုံးချနိုင်ဖို့မလိုဘူးလားလိုတယ်မြတ်စွာဘုရားကတော့ကရုဏာကြီးစွာဖြင့်ဒီမှာပြောထားတယ်နော်အခွင့်ကောင်းကိုဆုံးရှုံးခန့်မယ်ချွတ်ချော်သွားစေမယ်ဆိုရင်တော့ဒီရွဲကုန်တဲ့လူမိုက်လို့ပူရလိမ့်မယ်လို့ဥပမာနှိုင်းပြီးတော့ပေးတာ